စိတ်ဝင်စားစရာကောင်းတဲ့ဝူကန်းလေးတွေကိုမြေချပွေတင်ဆက်ပေးနေတဲ့ကစ်တီပါအခုလေစောလူကောင်းတဲ့ဝူကန်းလေးတွေကိုပြပြပေးသွားမှာပါနော်ပထမဆုံးကန်းလေးကတော့ 1v1 reward နှကောင်ဖိုက်ရမယ့်အခန်းလေးပါစိတ်ရုပ်တွေနဲ့ဖိုက်ရတဲ့သဘောကျတဲ့သူလေးတွေစောကြည့်ဖို့သင့်ပါတယ်နော်ဒုတိယအခန်းကတော့ကန်းကိန်းလိုမျိုးတစ်ခါပြစ်ပြီးတိုင်းကန်းပြောင်းသွားပြီးဖိုက်ရမယ့်အခန်းလေးပဲဖြစ်ပါတယ်နောက်ဆုံးလောက်ချတွေပါလာပြီးရှာရတာမို့အတော်လေးစိတ်ဝင်စားမှုကောင်းပါတယ်နော်တတိယအခန်းကတော့ M4 နဲ့ DBS ကို 3v3 ထွင်ရမယ့်အခန်းပဲဖြစ်ပါတယ်အနီးကချောကတ်စကဲတွေတိုးတက်ရှင်တဲ့သူတွေစောင့်တင်ပါတယ်နောက်တစ်ခါကတော့အချိန်မရွေးပောက်ကွဲနိုင်တဲ့ဘုံကိုဟိုဘက်အသင်းနဲ့ဒီဘက်အသင်းကကြက်တောင်ရိုက်သလိုပန်းနဲ့ရိုက်ပြီးကစားမှာပဲဖြစ်ပါတယ်အကယ်၍ရိုက်လိုက်တဲ့ဘုံကိုတစ်ဖက်အသင်းကပြန်မရိုက်နိုင်ရင်ဘုံကကွဲသွားပြီးတော့ရှုံးမှာဖြစ်ပါတယ်ဒီခန်းလေးကတော့အပျော်စောကျင်တဲ့သူလေးတွေစောဖို့သင့်ပါတယ်နော် face to face ထွင်ရတဲ့ကြိုက်တဲ့ဘလူးတို့အတွက်ဝေါ်တွေကိုကာပြီးပြရမယ့်ခန်းလေးနဲ့မိတ်ဆက်ပေးမယ်အနီးကဖက်တဲ့စကေးတက်ရှင်တဲ့သူလေးတွေစောသင့်ပါတယ်နော်နောက်ဆုံးခန်းလေးကတော့ဖန်ဒီခန်းလေးပဲဖြစ်ပါတယ်အောက်ကရုပ်ထုတွေပေါ်ကိုခုံချမှာဖြစ်ပြီးတော့လွဲပြီးခုံချမိတာနဲ့ပြုတ်ကျသွားပြီးတော့ရှုံးမှာပဲဖြစ်ပါတယ်နော်အလေးတွေကတော့ကတိတွေးရှိထားတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဝိုးကန်းလေးတွေပါနောက်ထပ်ဆော့လို့ကောင်းမဲ့ခန်းလေးတွေရှိသေးတယ်လေကိုမမတရှိရေးပေးခဲ့ကြပါဦးနော်